အားလုံးမင်္ဂလာပါဒီမှာဒီနေ့ပြနေရတော့အမိုက်အကြောင်းလေးတွေပေါ့နော်ကိုပိုင်ချန်လေးနဲ့နေလိုက်ခါမှာအားလုံးကကိုထူကိုထားကွက်နဲ့ကိုလို့ရတဲ့စက်တွေလဲကွက်နဲ့ကိုဝဲမတက်တဲ့ဟာတွေဆို YouTube မှာကြည့်အဲ့လိုမျိုးလုပ်ရတယ်အဲ့ဒီဟာတွေကိုအဲ့ထဲမှာထဲမယ်ဒါမျက်ရိပ်ဆက်မျက်ရိပ်ပြီးလို့ရှိရင်အဲ့ဒီကျမကတော့အဲ့ဒီရဲ့မြက်တွေကို compost ပြန်လုပ်တယ်မြေဩဇာပြန်လုပ်တယ်နော်အဲ့ဒါတပတ်တစ်ခါရိတ်တယ်ကိုယ်တိုင်လုပ်တဲ့အလုပ်သမားတွေဈေးကြီးတယ်နော်ဒီမှာကြောက်တက်နိုင်တဲ့လောက်ကွက်နဲ့ကိုလုပ်တာမတက်နိုင်တဲ့ခါမှလုပ်သမားငားတယ်နော်အဲ့လို compost တွေလုပ်တယ် compost မလုပ်မဲ့ဟာတွေကိုဆိုလို့ရှိရင်တော့ဗာလဲအမိုက်တင်ချိုင်းသွားမယ်နော်အမိုက်တင်ချိုင်းလည်းပြထားတယ်ဒီအနောက်မှာအဲ့အမိုက်တင်ချိုင်းမှာဘယ်လိုမျိုးပြစ်လဲဆိုတာလည်းပြထားတယ်နော်အဲ့လိုအဲ့ဒါနဲ့သွားမယ်ပြီးအမိုက်တင်ချိုင်းရရင်တို့အဲ့ဒါတွေကြိတ်တယ်တွန်းနဲ့တူခွဲထားတာပေါ့နော်အမိုက်ဆိုရင်လည်းတစ်ပင်ဆိုတစ်ပင် get to ဆို get to အဲ့လိုမျိုးလေးတွေခွဲထားတာကိုကလည်းတွားပြစ်တဲ့ခါမှာစနစ်တကျလေးတွားပြစ်ပေးတယ်အဲ့လိုမပြစ်စီကမ်းမလိုက်နိုင်လည်းမရဘူးဒီမှာစီကမ်းလည်းသူ့အနေနဲ့တူချထားတာနော်အားလုံးကစီကမ်းလိုက်နာကြလို့ပြောပါတယ်ဒီမှာအမိုက်ရှင်းပြီးပြန်တော့မယ်ခုကတော့ဒါလေးတွေအတူလေးတွေပြထားတာကြည့်ပြီးမှဘဟုတုတရမယ်လို့မျှော်လင့်ပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်